နေအောင်ကြည့်တော့ပါမှာမောင်နေခွေနိုင်မယ်ယုံကြည်ရလက်တစ်စုံကိုဆွဲအချိန်မပေးတဲ့ဘဝဒါဟာသင်္ကန်းစားအိုယူရရမယ်တဲ့ကိုရဲ့သမိုင်းကြောင့်မကောင်းအောင်ရေးပါတယ်ဘသူကိုမှမခဲ့ရပါနဲ့ဒါဟာပူမိပဲဘဝမှာရည်ကြည်ဆုံးကမြတ်တရားပါတယ်စာနာစိတ်လေးရထားပြီးသရှင်နေပါတယ်မုန်တိုင်းများကတိုင်းမှာပဲလေးပြင်းညာလေရှိနေတဲ့ချိန်တန်လာရင်ရောက်နေကိုငေးကြည့်နိုင်လိမ့်မယ်ပေကြီးတရားရဲ့စံကြလုံးနဲ့တဘာဝကြီးရဲ့ဖြစ်တည်မှုပဲရှင်သန်နေချိန်မှာတော့ကောင်းဆုံးဖြတ်တန်းတယ်သူပြောခဲ့တယ်သူပြောခဲ့တယ်အောင်မြင်တဲ့ဘဝအခက်ခဲများစွာရှိမယ်စင်ဆက်ကြိုးစားပါတယ်လူရဲ့ဆိုတဲ့ဘဝကြုံဆုံရအောင်မယ်အိုချီနေမျိုးမျိုးနဲ့စိတ်တကြတိုင်းလည်းမငယ်ပါနဲ့တဲ့ဘလို့ပဲဖြစ်ဖြစ်မြဲတဲ့ရှေ့ဆက်ပါအောင်ွယ်ဘဝရဲ့တူတောင်းတဲ့ချိန်ခဏလေးဝဲရာရာကိုကောင်းမြင်စိတ်လေးတော့မွေးချပါအောင်တဲ့ပုံတိုင်းများကတိုင်းမှာပဲလေးပြင်းများလဲရှိနေတဲ့ချိန်တန်လာရင်ရောက်နေကိုငေးကြည့်နိုင်လိမ့်မယ်ပေကြီးတရားရဲ့စံကြလုံးနဲ့တဘာဝကြီးရဲ့ဖြစ်တည်မှုပဲရှင်သန်နေချိန်မှာတော့ကောင်းဆုံးဖြတ်တန်းတယ်သူပြောခဲ့တယ်သူပြောခဲ့တယ်တိုင်းမှာပဲလေးပြင်းများလဲရှိနေတဲ့ချိန်တန်လာရင်ရောက်နေကိုငေးကြည့်နိုင်လိမ့်မယ်သေခြင်းတရားရဲ့စံကြလုံးနဲ့တဘာဝကြီးရဲ့ဖြစ်တည်မှုပဲရှင်သန်နေချိန်မှာတော့ကောင်းဆုံးဖြတ်တန်းတယ်သူထောင်းခဲ့တယ်တိုင်းမှာပဲလေးပြင်းများလဲရှိနေတဲ့ချိန်တန်လာရင်ရောက်နေကိုငေးကြည့်နိုင်လိမ့်မယ်တရားရဲ့စံကြလုံးနဲ့တဘာဝကြီးရဲ့ဖြစ်တည်မှုပဲရှင်သန်နေချိန်မှာတော့ကောင်းဆုံးဖြတ်တန်းတယ်သူပြောခဲ့တယ်